ကျွန်တော်နာမည်လည်းညီတိတယ်ကျွန်တော်ကိုယ့်ရဲ့6လပိုင်း2006ခုနှစ်မှာယူရခဲ့တယ်ကျွန်တော်ဇာတိကတော့နှောပြီးကြွာအင်ဂျီရောသူဒီတိုင်းစီမျိုးနဲ့ဗပုတိုင်းဒေသကြီးကျွန်တော်ပေါ်တာစဆွဲခံနေရတဲ့အချိန်ကကျွန်တော်ရန်ကုန်မှာလဲလုပ်ခဲ့ပါတယ်ရန်ကုန်တွင်းမှာပေါ်တာထဆွဲတယ်ရန်ကုန်ကျွန်တော်နေတဲ့နေရာတော့ရန်ကုန်လှိုင်တာမျိုးနဲ့မှနေပါတယ်စိတ်ရုံစင်တာတော့ရှိပြီးသားမျိုးနဲ့ရှင်ဒါကနေ10လပိုင်း25ရက်နေ့မှာစဆွဲခံရပါတယ်စိတ်ရုံစင်နဲ့ထေချုံမှာစင်တယ်စိတ်ရုံကဒီနေ့လိုမနေ့ကလို့တည်းရလုပ်ပြီးစိတ်ရုံကပိတ်ပြီစိတ်ရုံပိတ်တဲ့ချိန်မှာကျွန်တော်ကနေရောဒီနေ့လိုရတော့နေမကောင်းဖြစ်တယ်နေမကောင်းလည်းဖြစ်ရောမနေ့ကတည်းကပြီးပြီးစဉ်းလိုက်မယ်ဆိုပြီးတော့စိတ်ရုံသွားခဲ့စိတ်ရုံလည်းသွားအစောပိုင်းတော့စိတ်ရုံမှာပြီးပြီးစဉ်းတာပဲဒီကတော့ဒါမှမတက်တာပါစိတ်ရုံမှာပြီးပြီးစဉ်းတယ်9နာရီခွဲလာရတော့လောဘလို့မှမတက်တာတော့လို့ဆိုပြီးတော့အဲ့ရကြီးခဲ့ရကိုအနေဘလို့ကြီးခဲ့ရကိုခွင့်ယူဖို့ပြောခဲ့တယ်သူတို့ခွင့်ယူအနေအကျိုးကြောင့်ပြပြပြီးတော့တို့ရခွင့်ယူပြီးတော့အနေမနက်ပိုင်းနေကျွန်တော်ပြန်လာခဲ့ကျွန်တော်တို့လှိုင်တာအနေလေရွာနေပြလှိုင်တာရောကားစီရကျွန်တော်ကနေပြရှူရတာအဲ့လေရွာကားကြီးကိုလိမ့်လျှောက်ခဲ့လမ်းလျှောက်သူကတော့ဟိုနားလိုက်ဒီနားနဲ့တော့မတက်တာဘူးနင်းလဲရောရှူရဓာတ်ပေါ်လဲရောရှူရဓာတ်ပေါ်ရောဟိုနားဒီနားနဲ့ရှူရဓာတ်အစင်းလဲရောလူများကလာပြီးတော့စင်နိုင်ခွဲလာပေါ့လူများကလာပြီးတော့သူလူနောက်ခဏလိုက်ခဲ့ပါအောင်သူတို့မေးတိုက်ရှိတယ်ဗျာညနေကျွန်တော်ခေါ်တော့ကျွန်တော်လည်းလိုက်သူတို့ခေါ်တော့ခဏပဲသူပြောကျွန်တော်လည်းလိုက်ဝါလိုက်တယ်သူခုနောက်လိုက်ဝါလိုက်ကျွန်တော်မသိတဲ့နေရာလေးဟိုနားခေါ်လိုက်ဒီနားကတော့ဟိုကြောင်ခေါ်လိုက်ဒီကြောင်ခေါ်လိုက်နဲ့တိုင်နေပေါ့တိုင်နေတယ်ဒီနေ့လူများဟိုဘက်ခေါ်လိုက်ဒီဘက်ခေါ်နေလဲခေါ်တယ်ခေါ်နောက်တော့ဟိုတက်ကြီးတကူတော့တက်မကြီးတကူတက်မကြီးတကူရောက်ခဲ့တက်မကြီးလည်းရောက်သူတို့ကမေးရဒီတော့နေတော့တက်ထဲဝင်မှုပြောရဲဟိုကျွန်တော်ပေါ်တာဆွဲရတာပေါ့ဗျာသူတို့ပြောရဲဒီလိုမေးကြောက်တဲ့တရားတဲ့ပတ်သွားနေလဲရှင်မို့တဲ့သူတို့ပြောဒီပေါ်တာဆွဲနေရတော့မင်းမသိဘူးလားလေအဲ့လိုကျွန်တော်သိရဲလို့လည်းကျွန်တော်နေမကောင်းလို့စိတ်ဝင်ပြန်လာအဲ့လိုသူတို့လည်းပြောပြရဲဖြေချောင်းကိုဒီသူတို့ကလက်မကောင်းဒီတက်ထဲဝင်မှုကြောင်းဆိုတော့ပြောရဲကျွန်တော်အဲ့တော့ငင်းခဲ့သူတို့ငင်းနေမကောင်းသူကလည်းငင်းလည်းမကောင်းတော့သူတို့ငိုလို့ပြောရဲပြောတော့ဟောသူတို့ကအဲ့တော့လက်မကောင်းအဲ့ဒါကြီးပဲခဏမင်းနဲ့တက်ထဲဝင်ကြောင်းပြောတယ်နောက်တစ်ခုအဲ့မဲ့ပြောလို့မရတော့သူတို့ဟိုတင်အဲ့ဒါဆိုင်ကတက်ထမောင်းစီရောလို့ကျွန်တော်တို့ဒီရန်ကုန်စုဆောင်ရေးဝါရလက်သူနဲ့တော့တိတ်မလှမှာဟုတ်ဟိုတင်ခေါ်ရဲတိတ်မလန်းတဲ့နေရာတင်များပေါ့ကာလမိုက်တွေတုတ်ဆိုင်တော့ခေါ်ရဲတုတ်ဆိုင်တော့ခေါ်ပြီးတော့ကျွန်တော်ကဖုံဝမဟုတ်ဘူးနေကျွန်တော်တိုင်လည်းပါအဲ့ဒါအဲ့တခါတည်းခေါ်အဲ့လေရောသူကဟိုတရားကတော့ဖုံးစစ်တာပဲတရားကတော့ဝင်မလာပါညာနဲ့နေဝင်မှုပြောနေကျွန်တော်မူလို့ပြောတော့ကြောက်ကတိတ်ကျလို့တော့တိုက်ကြတာပြောကြောက်ကလည်းရက်သားပေါ့ရက်သားတော့ဝင်မှုကြောင့်ပြောနေတော့မူလို့ပြောတော့သူတို့စီးတဲ့ဖက်နဲ့ပါးရိုက်ပေါ့နှိမ့်ဆက်ပေါ့နှိမ့်ဆက်ပြီးအတင်းအဓမ္မကြီးဝင်မကြောင်းကျွန်တော်တို့မူလို့ပြောတော့မူလို့ပဲပြောအဲ့ဒါဝင်ရပြန်တော့ကြတော့ဖုန်းစစ်တဲ့လူကလာပြီးတော့ကျွန်တော် Facebook ကိုပညာတောင်းနေတယ်အင်းနဲ့အမေလုံးနဲ့အဲ့လိုတက်တော်လည်းတာရှိတော့ဘာမှတော့ခေါင်းလည်းဝယ်တယ်လည်းမသားဘူးအဲ့တော့သူက Facebook ပေါ်နေပြီးတော့ PDF ပုံနဲ့တွေ့အောင်ကျွန်တော်PDF ပုံလေးကျွန်တော်အချက်ကိုင်းတယ်ကျွန်တော်သူတို့နဲ့စိတ်သက်ရှိရပေါ့အဲ့လိုအချက်ကိုင်းတော့ကျွန်တော်လည်းမဟုတ်ဘူးပဲသူတို့မဟုတ်တဲ့ကြောင်ပဲကျွန်တော်ပြောပြရင်နင်းနေအဲ့လိုသူကမဟုတ်ရင်မဖုန်းနဲ့ပါလို့ကြောက်နေပိုင်းနဲ့အဲ့လိုတိုက်ရိုက်တယ်အဲ့နဲ့ကျွန်တော်အချက်ကိုင်းနေတော့ဒီတက်ထားဖို့မကြောက်ပဲပြောတယ်ကျွန်တော်ညင်းလဲညတော့သူတို့ကရေးချုပ်ကနှစ်ခုပေးနှစ်ခုတည်းတစ်ခုယူရတယ်ပဲကျွန်တော်ပြောထောင်ထဲသွားမလားသူတို့ကိုတဲ့ချီကိုသွားမလားတဲ့ဒီပုံကြောင်းလဲအဲ့လိုပြောတော့ကျွန်တော်စဉ်းစားလိုက်တယ်ကျွန်တော်ဘာမှလုပ်ချင်ဘာပြောချင်မှမသိတော့ဖုန်းနဲ့ဘယ်သူမှဆက်သွယ်လို့မရဘူးကျွန်တော်ဖုန်းတစ်ခါတင်လာတော့ပြောစဉ်းစားလိုက်ဟိုထောင်ထဲမှာဆိုရင်လည်းဟိုလူနှိမ့်ဆက်တာခံရတယ်လူနှိမ့်ဆက်တာခံရ
ကိုယ်တိုင်လည်းပြင်ရင်မရှိဘူးဆိုပြီးကျွန်တော်သူတို့ကိုယ်တဲ့ခြေပဲသွားမယ်ဆိုပြီးကျွန်တော်ဆုံးဖြတ်လိုက်တယ်သူတို့ကိုယ်တဲ့ခြေသွားမယ်လို့ပြောလိုက်တော့သူတို့ကဝါရလည်းကိုယ်လုံးကတိုက်ပုတ်ပြီးကျွန်တော်လည်းပြောပြီးတော့ကာငါလည်းများခံနေပဲသူတို့ကလိုက်ပုတ်ပြီးဝါရလည်းကိုဝါရလည်းပို့ပြီးအမှန်ထားခဲ့တယ်ဟောမယ်ဆိုရင်တို့ပေါ်လာဆုံးရတဲ့လူလည်းများပေါ့တီးတဲ့လူလည်းပြေးရတဲ့လူလည်းရှိတော့ပြေးရတဲ့လူတွေစပ်ပေါက်ပြီးတယ်တို့ရိုက်ပေါ့နှိမ့်တဲ့အလိုပြီးလို့ဆိုပြီးကျွန်တော်အမှ9ရက်လောက်နေခဲ့တယ်9ရက်လောက်လည်းနေရောဒီကျွန်တော်တို့ကြိုက်တယ်မျိုးဒီ6နေတော့ကကိုယ်တယ်လေပေါ့တိတ်ချက်ပုံနေသူကိုယ်တိုင်ကျွန်တော်တို့ဒီဝိုင်လောက်ကိုလာခေါ်တယ်ဝိုင်လောက်ကိုလည်းလာခေါ်တယ်ဝိုင်လက်ကအနေနဲ့တော့စာရတော့သူရတော့လူရွေပြီးထုတ်ပြလူရွေးထုတ်ပြဒီတဲ့ကမှကျွန်တော်တို့ပါကျွန်တော်ပါဝင်4ယောက်ပေါ့4ယောက်ထုတ်ပြီးရထုတ်ပြီးတော့အနေမနဲ့မှာပဲထိုင်ကားနဲ့အချက်တဲ့မြူပြီးတက်ခဲ့အချက်တို့မြူပြီးတက်ခဲ့တော့ကျွန်တော်တို့ဒီလမ်းမှာလည်းတင်ကျူးသားတယ်လို့နော်ပြီးဖို့ပေါ်လည်းကျူးသားတယ်ပြီးဖို့ကျူးသားတယ်ကျွန်တော်ဒီဘကိုးရတော့ကာချင်းနဲ့နေမှာလေကာချင်းနဲ့နေမှာကျွန်တော်ပြီးဖို့လောက်တယ်အဲဒါနဲ့အဲ့နဲ့မှာကျတော့ကျွန်တော်ဖုန်းသူတို့လက်ထမှာဆိုတော့ကျွန်တော်အဖုန်းတနေရာဖြစ်နေပြီဖုန်းရှိလို့ဆိုတော့ကျွန်တော်အဲ့မဖို့နေလို့ကျွန်တော်အဲ့တော့မပြီးခဲ့ဘူးပြေးရခဲ့တော့ပြီးခဲ့ကားပေါ်ကိုရတယ်ကျွန်တော်မပြီးတော့သူတို့အဲ့နေရာမသိကျွန်တော်ဘကူးနေရတယ်လို့ကျွန်တော်သိတော့အဲ့ဒါလို့ပြေးရထားတယ်သူတို့ကမပြီးသေးကျွန်တော်နဲ့တူပြီးနေပြီပြောလိုက်တော့4ယောက်ကို1ယောက်ကအဲ့ဒီညနေခင်းမှရောက်ပြီသူမနက်ကင်းရတော့တန်းပါတယ်သူကပေါ်တော့ဆွဲခဲ့နေပြီတော့ကျန်တဲ့လူကတော့ကျွန်တော်ရောက်နေပြီတော့ကျွန်တော်တို့ထပ်ပြီးကားချင်းမျိုးကားထက်ပြီးပြီးတော့ကျွန်တော်တို့ကြိုက်တဲ့မျိုးတွေတက်တယ်ဒီကြိုက်တဲ့မျိုးဝင်လည်းဝင်ကန်ပြီးတော့ဒါညာစီလာဒရာနာရောက်နေပြီအနာလေးရောက်နောက်တစ်ကားထက်ချင်းနေဒီဘကူဘကူပြန်လာမှကားနဲ့ကြိုက်တူဘကူထက်တဲ့မှကားနဲ့ကျွန်တော်တို့ဘကွားနေတာကြိုက်တူတက်တာကားကိုချိန်နေကားချင်းနေတယ်ကိုယ်တည်းကထမင်းစင်းဝင်နေတယ်လူမလို့မရတော့ဘူးကျွန်တော်တက်ထုံမျိုးရောက်တော့မယ်ဆိုပြီးပင်နေကြရောက်တော့မယ်ဆိုပြီးဆူတောင်းရောက်တော့မယ်ဆိုပြီးကျွန်တော်တို့ဆုံးပြလိုက်တော့ကျွန်တော်လည်းဖုန်းပြီးယူမနီတော့ပါနေတယ်ဆိုပြီးတော့ပြေးမယ်ဆိုပြီးတော့လည်းကျွန်တော်တို့ပတ်ဝန်းကျင်ဘေးပတ်ဝန်းကျင်ကြည့်လိုက်လို့ဘေးပတ်ဝန်းကျင်မှာရှင်းနေတာမရှိဘူးရှင်းလာတော့လည်းဘေးကျွန်တော်ကားလိုင်းဒီတက်ပြီးမှာကားလိုင်းဟိုဘက်မှာလည်းဘေးတန်ကြီးလက်ဘေးတန်ပြီးကမှလမ်းတလန်းရှိအလန်းဆိုရွာပေါက်တယ်ရွာလည်းပေါက်တမကလမ်းတလန်းနဲ့ဖြူးနေသူကလမ်းကွေ့လမ်းကောက်လည်းမရှိတော့ရွာပေါက်ရွာလည်းပေါက်ကျွန်တော်လည်းသူတို့ပြေးမယ်လို့ကြတယ်သူတို့လည်းပြေးမယ်လို့ဆိုပြီးသူကအထုပ်တွေပိုင်းအကုန်ထားခဲ့ပြီသူကအရင်ကားကနေပေါက်ကနေရောတယောက်ကရင်ပုံချတယ်အပြင်တော့တယောက်လောက်ပုံချတယ်အပြင်ကျွန်တော်လည်းပုံချတော့သူတို့ကတော့ရင်လွတ်သွားပြီကျွန်တော်ကကားလမ်းလေးရှင်တယ်ကားဆောက်နေတော့ကားဝေးကွေ့ပြီးတော့ကျွန်တော်လည်းသူတို့နောက်ပြေးလိုက်တယ်ပေါ့ကားပေါ်ကကားဆက်ရကားကနေတော့ခွန်ကြတယ်သူတို့လည်းပေါ်လိုက်တာပေါ့ဟောတော့ကိုယ်တည်းလည်းအတင်းသူလည်းလိုက်သူကခဏကိုမင်းတော့ဝါတယ်သူကသိမ့်မလိုက်နေကျွန်တော်တို့တန်းပြီးတော့လို့ကျွန်တော်တို့ပြီးတဲ့ဒီနာလက်ဖေးဆိုင်မှာရဲသူကရဲဝင်းနဲ့နေနေအဲ့ချိန်မှာကျွန်တော်တို့ကမသိလိုက်ဘူးသူတို့ရဲဝင်းနဲ့နေသူကအများတော့4ရက်လောက်ရှိတော့ဆိုင်နေနဲ့အခုကလေးလိုက်ကျွန်တော်တို့ပြီးရပြီကျွန်တော်တော့မမီတော့ဘူးလို့ကျွန်တော်လည်းအဲ့လိုပဲထင်တယ်နောက်တော့မဟုတ်ရဲချီနေလေသူကရဲယူတော့ပြတ်တက်လိုက်နေတော့ကျွန်တော်တို့ဆိုင်ကနေလိုက်တနေ့ကြီးတနေ့ကလည်းထောင်နေတယ်တနေ့ထောင်ပြီးကျွန်တော်တို့ဆိုင်နေလိုက်အဲ့တော့ကျွန်တော်တို့ဘယ်လိုမှတူးလို့တော့ဒါနဲ့ကလန်းနဲ့ကျူးနေတော့ကျွန်တော်တို့ပြန်ပြီကျွန်တော်တို့တရားနဲ့ချက်လောက်အခုတည်းထိုးကကျွန်တော်ထိုးခံနေတယ်အားပြီးတော့ပြန်တောင်းမယ်သူပြန်တောင်းမယ်ပြီးတော့မပြီးတော့တောင်းပြီးပြန်တောင်းမယ်တက်တော့ဝင်နေတောင်းပြန်ပြောလိုက်တော့အဲ့တော့ပြန်ခေါ်လာပြီးတော့သုံးကပြီးတယောက်ကကားပေါ်တင်နေကြအဲ့လိုကမပြီးဘူးလို့တယောက်ကကားပေါ်တင်နေတော့ကျွန်တော်တို့ပြန်ပြီးတော့ကားပေါ်လည်းပြန်တော့ကားပေါ်တယောက်ကထိုးဖို့လူမရှိတော့သူကဘကူကားနဲ့တက်တူကားနဲ့အဲ့လိုကားချင်းနေတယ်သူကဘကူကားနဲ့ပြန်ပါဘကူကားပြန်ထွက်သွားတော့သူကအာကားနဲ့ပြန်ပါကျွန်တော်တို့ကြောက်လို့ပဲကြောက်လို့သူကအကောင်လွတ်သွားကျွန်တော်တို့သုံးကမလို့တော့သူကလည်း
ဒီဘက်တော့ကိုပိုးလဲပူခြင်းနဲ့ဟိုတယောက်နောက်ကိုလည်းလိုက်ခြင်းအဲ့ဒါအပတ်ကိုမလိုက်တော့ကျွန်တော်တို့ပဲခေါ်ပြီးတော့ကြက်ထုတ်ပဲပြောတယ်အတက်ထိပ်တီဟိုကြိုက်ထုတ်လဲရအောင်တက်ထိပ်ကတက်တယောက်ကိုလည်းဂျူခိုင်းနေလိုက်ကားနဲ့လည်းဂျူခိုင်းပြီးတော့ကျွန်တော်တက်ထမ်းမှာနှစ်ညအေးရတက်ထမ်းမှာနှစ်ညအေးပထမညမှာတော့သူကကိုယ်တည်းအနည်းညမှာနေရသူကကျွန်တော်ဖြစ်တဲ့အကြောင်းလေးကျွန်တော်ပြင်ဖြစ်လာတဲ့အစနေကိုကျွန်တော်ပြန်ပြီးကျွန်တော်ကအမှန်တမ်းပြောရမယ်ကျွန်တော်အမှန်တမ်းပြောခိုင်းတယ်ကျွန်တော်အမှန်တမ်းပြောနေကျွန်တော်ကိုလုံးအစနေအမှန်တမ်းပြောပြတယ်ပြောပြတော့သူကနားထောင်တယ်သူကနားထောင်ပြီးတော့သူကဒါမဲ့သူကဘာမှမလုပ်တော့ဘူးလေသူပြောတယ်ပြောကျွန်တော်လည်းပြောတယ်အမေသူဆရာကျွန်တော်တို့ဖုန်းလေးပြဆက်ပလိုက်ကျွန်တော်တို့အမေကိုဟိုနေကျွန်တော်အိမ်ကိုအဖော်ပြီးတော့ကျွန်တော်တို့လာယူခိုင်းလို့ရမလားကျွန်တော်တို့ပြောတယ်သူကတော့လုံးဝမရဘူးလို့သူကအဲ့လိုမရဘူးလို့ပြောတယ်ကျွန်တော်တို့အားရနေပြီသူကတယောက်15သိန်းနဲ့ဝယ်လာတာလေဝယ်လာတဲ့သဘောမျိုးပဲလေမလို့ပြောတာလေအဲ့တော့တယောက်15မျိုးတယောက်15သိန်းပေးခဲ့ရတယ်တဲ့ပုံတယောက်ကတော့လွတ်သွားပြီတဲ့အားကနေထားလိုက်တော့လေအဲ့ကျွန်တော်တို့တယောက်15သိန်းနဲ့ဝယ်လာလေမလို့အဲ့လိုလာယူခိုင်းလို့လည်းမရဘူးတဲ့အဲ့လိုပြောပြီးတော့ကျွန်တော်သူကပြောတယ်မင်းတို့အပတ်မှာဖြစ်ခဲ့တယ်မှာယူလဲပုံမေးပြလိုက်တော့လေအဲ့ဒါရတဲ့အခုချိန်မှာအဲ့ဒါပြီးနေတယ်မင်းတို့ဘာမှမထူးတော့ဘူးတဲ့အခုကငါလေးရှိရောက်လာရင်ဒီအပတ်မှာအပတ်တက်ထားလိုက်ငါလေးရှိရောက်လာရင်အတက်ကနေပြန်စားလာရင်အဲ့ဒါကိုမေးပြလိုက်တယ်အဲ့လိုပြောတယ်အဲ့ကျွန်တော်လည်းဘာမှမလုပ်တော့ပါဘူးအဲ့ပြီးတော့သူကနောက်နေ့လည်းရအောင်မော်လည်းများငါနဲ့ငါစုကောင်းရေးပို့တယ်အဲ့ဒီပို့ပဲကျွန်တော်အတိရောက်ခဲ့ငါနဲ့ငါစုကောင်းရေးရောက်ပြည်တဲ့လူဆိုရင်ပြည်တဲ့လူလည်းရှိပါတယ်အများကြီးပဲနည်းနည်းမနေဘူးနော်50လောက်ရှိမှာပေါ့ပြည်တဲ့လူလည်းရှိရဲ့ပြည်တဲ့လူတွေကဆောက်ပါတယ်တဲ့ရိုင်းနေတိုင်းနေအနေနဲ့နှိမ့်ဆက်နေတယ်ကျွန်တော်လည်းပြီးဖို့မသိတော့ပါဘူးကျွန်တော်လည်းမပြီးတော့ကျွန်တော်လည်းမပြီးတော့နောက်တော့ဟိုနေလူဖွဲလိုက်တယ်ကျန်တဲ့အောင်နေတော့ကျွန်တော်တို့19ရက်တက်ဖွဲလိုက်တယ်ကျန်တဲ့လူကြတော့ဟိုတင်ရှင်းလင်းတူပြီးတော့ဒီနီတင်လိုက်ကြအောင်ပို့ပဲကျွန်တော်တို့ကြတော့ဒီတက္ကရာကိုလေ့ကျင့်ကိုတက်ထောင်ကိုကျွန်တော်တို့ပို့ပဲ19ရက်ကျွန်တော်19ရက်အဲ့ကိုပို့ပြီးတော့ကျွန်တော်တို့အဲ့မတင်နေရောက်တက်ခဲ့တယ်တင်နေကြမှာကြတော့ဒါပေမဲ့နှိမ့်ဆက်တာပိုင်းတော့မရှိပါဘူးတင်နေကြတော့ဒီဖက်ဒိတ်နဲ့သူတို့တင်နေတဲ့ပိုင်းကတော့ပြောရပါတနေ့ပြည့်တင်နေအဲ့လိုဖက်ဒိတ်တွေပိုင်းနဲ့ပဲကျွန်တော်က9လလို့ထက်တန်းနေပြေးအဲ့တင်နေကြမှာလည်းပြေးတဲ့လူရှိတယ်ကျွန်တော်လည်းအဲ့သူတို့မြင်ပြီးကျွန်တော်လည်းမပြေးကျွန်တော်ကတက်တရားမှာပုံလို့ ECD လုပ်လို့ရတယ်ဆိုပြီးကျွန်တော်လည်းမပြေးကျွန်တော်တန်နေမသိတာသူတို့ပြောတာအစတည်းကပြောတာအခုလည်းကျွန်တော်တန်နေကျွန်တော်ပြည်သူစိတ်မဟုတ်ဘူးလို့သူတို့ပြောတာအဲ့ကြောင့်ကျွန်တော်ကတက်တရား ECD ပဲဆိုရင်တော့ဟို ECD စဉ်းစားပြီးလုပ်လို့ရတယ်ဆိုပြီးနောက်မှဒီကျွန်တော်အမှန်မပြီးတော့တင်တော့ပြီးအောင်တက်ခဲ့တင်တဲ့ဖွင့်ရက17လပိုင်း2024မှာတင်နေဖွင့်တယ်တင်တဲ့ကျက်စင်းလေးရက3လပဲ28ရက်နေ့မှာ2024 3လပဲ28ရက်နေ့မှာဟုတ်2025ပဲ17လပိုင်း3လပဲ28ရက်နေ့မှာတင်နေတင်တယ်အဲကျွန်တော်မိုးမှန်တရတရသေးရဲ့4လပိုင်း9ရက်နေ့အဲ့4လပိုင်း9ရက်နေ့4လပိုင်း9ရက်နေ့မှာကျွန်တော်တက်ကိုရောက်ခဲ့တယ်ရောက်သူကကောင်းမှုကြည့်ဆိုပါရဲ့ကျူပြီးကျွန်တော်တက်မယ်နေပထမတော့ဒီတိုင်းနဲ့နေနေရခဏနားရလေးတင်နေရအဲဒါဖက်တဲ့ဒီပိုင်းညာလုံးနဲ့အတက်မယ်နေဒီလိုဟိုနေရလို့ခိုင်းလိုက်ပြင်ရလို့ခိုင်းလိုက်အဲ့လိုနေရတယ်လို့ဒီကျွန်တော်တက်တဲ့3လဖြတ်တယ်လေဖြတ်လာတယ်ကျွန်တော်အကိုကြီးလည်းဒီတော်လိုင်းဖွဲ့စည်းတယ်နေကြည့်ရတယ်သူတို့နဲ့ပြန်လာတက်ပြန်လာမိကိုင်းနဲ့ဆက်တယ်လို့ကိုနဲ့ဆက်တယ်လို့ကိုလို့လည်းဒီကိစ္စကျွန်တော်စီစဉ်ပြီးရကျွန်တော်ဒီတက်ထွက်ဖို့ကိစ္စတယ်သူတို့စီစဉ်ပြီးရစီစဉ်ပြဒီဘက်ကနဲ့ကျွန်တော်ဆက်သွယ်ရတာတော့ကြောက်ကြပါပြီဒါပေမဲ့ကျွန်တော်ကအချိန်လေးတစ်ခုစောင့်နေတယ်သူတို့ကြကျွန်တော်ယုံကြည်မှုကြီးပဲသူတို့ယုံကြည်အောင်ကျွန်တော်နေသူတို့ယုံကြည်နေနောက်မှသူတို့ယုံကြည်မှုရှိဆိုတော့အဲ့လိုကျွန်တော်လည်းတရားကိုနဲ့ချိတ်ဆက်လို့ပြီးကျွန်တော်လည်းကျွန်တော်ဂိမ်းမဆောင်ရင်လည်းကိုနဲ့ချိတ်ဆက်လို့ပြီးကျွန်တော်ထွက်ခဲ့လိုက်တယ်ဒီကနေ့အမေဒီဘက်ကိုလည်းကြောက်ဒီဘက်အနေတော်ရင်ဖွဲ့တယ်ရောက်တော်ရင်ဖွဲ့တယ်ရောက်တော့
ပထမတော့သူတို့ကလည်းလိုက်ကျွန်တော်တို့3အောင်တရားပေါ့နော်ကျွန်တော်တို့တစ်ပတ်တင်နေမှာကျွန်တော်တို့သူတို့ရဲ့စီနီယာကြပေါ့တယောက်က4ယောက်က3ယောက်ကိုတယောက်ကကျွန်တော်ရင်4ရက်လောက်ကပြေးပါကျွန်တော်ရင်4ရက်လောက်ကပြေးပါတယ်ပြေးလေပြေးပါသူတို့ကြတော့အတက်ကိုတဲတယ်လိုက်ချနေရတယ်မတွေ့မတွေ့တော့ဆိုင်ကနေပြေးပါပြေးအောင်ပဲနောက်ကျွန်တော်တို့2ယောက်ကျန်တယ်2ယောက်ကျန်တဲ့ကြောင်သူတို့ကျွန်တော်ကြတယ်ယုံကြည်တယ်ကျွန်တော်ကြတယ်ယုံတယ်နောက်တစ်ယောက်ဟိုတစ်ယောက်ကိုကြတယ်သူတို့တိတ်ယုံကြည်နေတယ်သူကအတစ်ယောက်ကိုစောင့်ကြည့်ကျွန်တော်ကြတော့လူးလက်ပဲသူထားတယ်သူတို့ကဒါမျိုးအားပြီးတော့အတစ်ယောက်ကိုကျွန်တော်ခေါ်တယ်သူဖုန်းပြောပဲသူကလည်းသောတဲ့ပြည့်ပြည့်နေလို့သူကျွန်တော်ပြောဒါပေမဲ့ तू ကအဲ့ချိန်မှာ तू ကြောက်တဲ့စိတ်ဝင်လို့လားမသိဘူးतू ကမလိုက်ဘူး तू ကစဉ်းစားမလို့ပြောကျွန်တော်လည်းဒီကဖွင့်နေရှိခဲ့ပြီကျွန်တော်ကအခွင့်အရေးလေးရှိတော့တော့ဆိုပြီးကျွန်တော်လည်းအားနေပြီးတော့သူ့မခေါ်တော့ဘဲနဲ့ကျွန်တော်လည်းရင်ကျွန်တော်ထွက်ကြလိုက်တယ်သူ့ဆိုဘိုးမင်းမချုံအောင်ထားလို့တော့ကျွန်တော်လည်းတရင်ရသူ့မင်းမကြီးဘောတစ်စင်းတရင်ရသူလည်းတရားမခတ်တယ်အဲဒီကကျွန်တော်လည်းဒီကကိုနေရှိတယ်ပြီးတော့ဒီကျော်လုံးခွဲရကိုနေစိတ်ဆက်ပြီးကျွန်တော်လည်းထွက်ကြလိုက်တယ်အဲလုံးမအောင်ဟိုကျတော့ကျွန်တော်လိုလိုလဲနေရတယ်လုံးမြနေတယ်ဒီလိုကတော့ကျွန်တော်မပွင့်နေပိုင်းတော့လည်းတင်နေကြပါဒါပေမဲ့ကျွန်တော်အားရရဲ့စိတ်နေတယ်အားပြီးတော့ကျွန်တော်ဒီတော့ကျွန်တော်ပြောရင်ကျွန်တော်နေပါရလဲကလုံးဟိုနေပြည်ပမှာကြည့်တော့ကျွန်တော်ဒီကနေထိုင်းပြန်သွားဘူးပြန်သွားမလားလို့မေးတယ်ကျွန်တော်ကလည်းထိုင်းပြန်သွားတော့ခွင့်ရသွားတယ်သူတို့ပြောမှာကျွန်တော်ကကျွန်တော်ဟိုနေပေါ့နော်ကျွန်တော်မှလည်းကျွန်တော်စဉ်းစားပြီးတော့တွေးလိုက်တာထောင်ထဲသွားရင်တော့နောက်ကျခွင့်ပြီးဖို့ခွင့်ရပါညာလည်းမရဘူးပေါ့ဟဲ့လို့နောက်ဖုန်းလည်းမကန်ရဆက်သွယ်တယ်မလို့အခုကျွန်တော်တက်ထိုက်ပြန်ရောက်လာပြီဆိုရင်ကျွန်တော်ဖုန်းနဲ့ကန်ရတယ်အခုကျွန်တော်ဒီလိုကျွန်တော်ထွက်လာလို့ပဲကြောင်းကျွန်တော်စီစဉ်လို့ရတယ်အဲ့လိုခွင့်ရကျွန်တော်မှရှိရဲဆိုပြီးကျွန်တော်အဲ့လိုဖုန်းပြလိုက်တယ်ကျွန်တော်တို့ပြောဖို့ကျွန်တော်ပြောပါကျွန်တော်တက်ကနေပြီးတော့အဲ့လေမင်းတင်နေကြပြတင်လာရင်ကျွန်တော်ကြောင်းဆက်တဲ့ချိန်ဆက်တဲ့လို့ရတယ်တဲ့ဆိုတော့ကျွန်တော်ဟောတယ်မနော်ကျွန်တော်ကစစ်တန်းတဲ့တော့ဝက်တပြက်နဲ့ကျွန်တော်ထွက်ထားတယ်မင်းခုနကအောင်လာလဲမင်းကြောင်းပြန်တက်လို့ရတယ်ကြောင်းပြီးတဲ့ဒီကြောင်းပြီးသွားရင်လည်းမင်းဟိုစီးလျှောက်ဒီစီးလျှောက်နေလည်းမင်းအဲ့လျှောက်ရင်မင်းတောင်းတတာနေလို့ရတယ်တဲ့အဲ့လေပြောရဲနောက်တစ်ခုပြောတယ်လို့ကကျွန်တော်တင်နေကြမှာပဲဖြစ်ဖြစ်ဒီကောင်းမှဖြစ်ဖြစ်ကျွန်တော်တို့တော့အခုသူကမပြီးဘူးပြောတယ်တက်ထရမှမလို့စိတ်မလို့တော့မလို့လှုပ်ရှင်မလို့လို့တဲ့ဒါပေမဲ့သူရတော့ဘယ်လိုပြောအောင်လဲသူကတောင်းဝင်ခံဆိုတာတောင်းဝင်ခံတာဆိုတော့တင်နေကြပို့ပြီးရင်သူတောင်းဝင်ပြီးပါလေတောင်းဝင်ခံတာဆိုတော့ကျွန်တော်တို့ဘာနေသူကမပြေးသေးရင်သူပြေးသူကျွန်တော်တို့ကြည့်လိုက်ရင်သူတော့ခါရမှာရောကျွန်တော်မပြေးသေးဘူးကျွန်တော်အားကြောင့်လည်းမဟုတ်ပါဘူးကျွန်တော်တို့ order နဲ့စိတ်တော်နဲ့ကျွန်တော်မပြေးလူတိကျတက်ထရမှကျွန်တော်တို့စစ်တင်နေပြီးတော့ပြင်ခွဲမှာလို့စိတ်ရေးထားပြီးကုန်လို့ကိုနေအဲ့တော့သူကကျွန်တော်တင်နေရလိမ့်မပြေဘူးတင်နေတင်ခဲ့ပြီနေသူပြောရတော့တင်နေတင်ပြီးတက်ကိုပြန်လာမှ AC လေးကိုလွှတ်ရှင်တယ်လို့လို့ရတယ်ကိုဖြစ်ရှင်တယ်လို့လို့တဲ့အဲ့ဒါသူလည်းမတိုက်တော့ဘူးနဲ့ကျွန်တော်တို့လည်းဒီပူချင်းစာရဲလို့တော့ပြောပါတယ်အဲ့ဒါတော့ကျွန်တော်ကြားဖို့တော့တခြားတင်တန်းတွေကတော့အဲ့လိုရှိရလို့လည်းကျွန်တော်ကြားဖို့ရတယ်ဒါပေမဲ့ကျွန်တော်တို့တင်တန်းကတော့အဲ့လိုမဟုတ်ကျွန်တော်တို့တင်တန်းကတော့ဒီလိုပဲအချိန်နဲ့ PDB လိုက်စားလိုက်ကိုစာတင်တယ်ချက်စာတင်လိုက်အဲ့ပြီးဖက်တဲ့လောက်တယ်ချက်ဖက်တဲ့လောက်လိုက်အဲ့လိုပဲကျွန်တော်တို့တင်တန်းပြီးသွားကျွန်တော်လည်းအဲ့လိုပဲငါးလားဖြတ်တန်းခဲ့တင်တန်းကြောင်းမှန်တော့ကတော့အဲ့လိုဒီတော့နေပေါ့နော်တက်ခွဲမှုသူပြောရတော့ရှိခဲ့ပြီတင်တဲ့ကြောင့်မှတော့သူပြောလဲအနေသူတို့တောင်ကျွန်တော်လည်းတောင်ထဲမှာပဲလေလန်တရားဖျားထောက်မှာဆိုတော့သူပြောရဲဒီနေ့တင်နေကြောက်ပြေးပေါ့နော်ပြီးရင်ဟိုဘက်တောင်ရောက်ရင်အမှန်ဟုတ်တယ်နေကြပေါ့နော်ဘလို့ပြည်ရဲ့ဒီပိုင်းကရှိရဲမလို့အဘက်ကိုပြေးရင်အရှင်ထားမှလည်းမဟုတ်ဘူးဒီဘက်ကသူတို့ပြောတဲ့အနေနဲ့ရင်ပက်တင်တော့ရတယ်လက်၄ယောက်လာမသိဖတ်ပြေးသွားတာလက်ဒါပေမဲ့2ယောက်ကိုပြန်မိရဲ2ယောက်ကတော့ဟိုဘက်ကိုကြောက်လို့လက်သူတို့တက်ပလိုက်တယ်လက်အဲ့လိုကျွန်တော်တို့ပြောတယ်အဲကျွန်တော်ရတော့သူတို့ဘာပဲကျွန်တော်နားမရအောင်လို့ရုံဝဲဒါပေမဲ့ကျွန်တော်ပြေးဖို့လည်းမစင်ကားခဲ့ဘူးကျွန်တော်သူတို့ပြောတဲ့များဟာကိုကျွန်တော်နားထောင်ပြီးကျွန်တော်ပြီးအကုန်လုံး
ဘာတခုမှကျွန်တော်မတွေ့သိချမ်းတာမထားဘူးနားလည်းမရအောင်ပဲကျွန်တော်တို့ပြောတဲ့နေရာဟာကိုဟိုတက်မှုလို့ပါညာပါတော့ခမ်းပါတယ်မှာဟိုပြောပွဲလောက်တာလေအဲ့ဒါကြောင့်လည်းသူတို့ပြောပြရတယ်ပြောရတယ်ကျွန်တော်ဟိုပြောပြလေကျွန်တော်ကနောက်ဆုံးကျွန်တော်ဟိုနဘက်ဆင်လိုက်နဲ့မက်ဆင်လိုက်နဲ့ကျွန်တော်တို့ထိုင်ရတယ်ကျွန်တော်နောက်ဆုံးမှကြတော့သူတို့ပြောလေကျွန်တော်မကြားရအောင်နားလည်းမထောင်ဘူးဟိုဘယ်လိုသူတို့ကတော့အမျိုးပြောတာပေါ့သူတို့အဘက်ကိုပြေးချင်းချောက်တာပေါ့နော်သူတို့ကြောက်ဖို့ပြောပေါ့နော်အဘက်ကိုမပြေးအောင်လို့ကျွန်တော်တို့ PDF တွေ app တွေကျွန်တော်တို့မပြေးအောင်လို့သူတို့ချင်းချောက်နေပြီဒါပေမဲ့ကျွန်တော်ကြောက်လည်းမကြောက်ခဲ့ဘူးကျွန်တော်သူတို့ပြောတယ်စိတ်ဝင်စားခဲ့ဘူးကိုယ့်ကိုဒီတိုင်းပဲအပြင်ရောက်မယ်ကိုစီစဉ်မယ်ဆိုတော့ကိုအပြင်ရောက်ဖို့ပဲကျွန်တော်ကြိုးစားခဲ့အဲ့လိုစိတ်ပဲကျွန်တော်နေခဲ့အပြင်ရောက်ရင်ကျွန်တော်လှုပ်ချင်လို့လုပ်လို့ရတယ်ဆိုပြီးစိတ်ကျွန်တော်ထားခဲ့ဒီအဖွဲ့ဒီကဘယ်လိုဆက်တန်လဲဆိုတော့ကျွန်တော်စားရောက်ကြည့်ကျွန်တော်တက်တဲ့ထားထွက်ခဲ့တယ်ကသူတို့ရဲ့အကောင့်မှာဒီဘက်ညီကူလိုပါပဲသူတို့ရဲ့ဟိုကျွန်တော်တက်ဘေးနာတီသူတို့ကလာကြိုးရဲလာလဲကြိုးပြီးပစ္စည်းကျွန်တော်ချင်းအပါလေးပစ္စည်းလေးသူတို့အကုန်ယူပြီးအဲ့ဒီဆိုင်ငယ်နဲ့သူတို့လာတဲ့လမ်းတွေလည်းတော်တော်ကျန်းတယ်တော့ဟိုတော့တူးလိုက်ဒီတော့တူးလိုက်နေပေါ့နော်အဲ့လိုကျန်းတယ်ဆိုင်ငယ်မောင်းတဲ့လမ်းတွေလည်းကျန်းတယ်အဲ့သူတို့ချီရောက်ရင်တော့မှကျွန်တော်ဘာမှမပေါ်ဘူး ACT နေရဖုန်းသုံးနေလဲဖုန်းအားလည်းမပူပါဘူးဘေကက်ဒီပိုင်းကလည်းမပူပါဘူးတချို့သူပြောတော့တချို့အားနေပေါ့နော်ဖုန်းတွေပိုင်းကအဲ့လိုစဝင်လိုက်ကုန်ဖုန်းတွေပိုင်းပြီးမကန်ဖုန်းတွေပိုင်းသိနေတယ်ကျွန်တော်အညာတဲ့တော့ဖုန်းပေးကိုင်တယ်စင်ကက်ကိုကျွန်တော်အတက်ထဲပါလဲစင်ကက်ကိုကျွန်တော်အကူယူပေးလိုက်ပြီးတော့ကျွန်တော်သူစင်ကက်ပေးတယ်စင်ကက်နှစ်ကပ်ပေးရဲ့အဲ့စင်ကက်ကလည်းသူဖုန်းကြီးထည့်ပြီးကျွန်တော် EC လွတ်လပ်လပ်နဲ့တုံးလို့ရတယ်တုံးရတယ်နေရတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာအဲ့လိုကျွန်တော်လာကဲထုတ်ပြီးတော့ကိုလေကျွန်တော်ကျေးဇူးတင်တဲ့ကြောင့်ပြောတာဘာလို့ဆိုတော့ကျွန်တော်ဒီလိုခက်ခဲရနေပြီးကျွန်တော်များအောင်မကခေါ်ထုတ်ပြီးလို့ကျေးဇူးတင်တဲ့ကြောင့်ပြောချင်တယ်ကျွန်တော်ဒီဘက်ကိုရောက်လာတော့ပြောပါရဲ့ကျွန်တော်ဟိုနေအကူရေးရတယ်ဒီဘက်ကကိုရေးပြောရင်ကျွန်တော်ဘယ်လိုကျွန်တော်မိဘရတော့ကျွန်တော်မိဘရဲ့ကျွန်တော်ညီကိုရတော့ဒီကပြည်ကမှာထိုင်းမှန်စီပဲဆိုတော့ကျွန်တော်ပြောဟိုနေလူနောက်ကလည်းဝိုင်းကျင်နေရတယ်လိုက်ဝိုင်းကျင်ဒီလိုပို့ပြီးလို့လည်းရတယ်လို့ပြောရဲကျွန်တော်အဲ့လိုလိုက်ဝိုင်းကျင်ပို့ပြီးမယ်လို့လည်းပြောတယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုဆိုကျွန်တော်မလိုက်ဘူးလို့ကျွန်တော်ပြောလိုက်ပါတယ်ဆိုတော့ကျွန်တော်ထိုင်းမသွားခြင်းလို့မသွားတော့ဘူးလို့ပြောတယ်ကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်အစတည်းကဟိုအမေလုံးနဲ့တူနေခဲ့တဲ့ကကျွန်တော်ဒီ PDF ထဲကိုကျွန်တော်ဝင်မှုကြောင်းပြောတယ်ဟိုတော်လန်ရေးစားပြတော့ကျွန်တော်ဝင်မှုကြောင်းပြောတယ်နာငယ်ရေးစားပြတော့အမေအကူရလည်းရှိရဲ့အကူရလည်းရှိတော့အကူရကျွန်တော်မွေခေါင်းကျွန်တော်နေပေါ့အမေနာပဲပဲနေတဲ့ကျွန်တော်အကူကြီးတော့လည်းသူကထိုင်းမှာလို့အမေအိမ်မှာအမေရဲ့ကျွန်တော်ရဲ့ကျွန်တော်အောက်ကအငယ်ကောင်ရဲ့တော့ပဲရှိရဲ့အဲ့ဒါကိုရလည်းအကူဝဲပေါ့အဲ့တော့ဒီကြတော့ဖွဲ့စည်းတယ်ပဲကျွန်တော်သူကမွေခေါင်းမွေနေရတယ်လို့ပြောကျွန်တော်ကသူတိမကမွေခိုင်းတော့ကျွန်တော်လည်းပုံနဲ့ထက်တူနေပြောနေအခုလိုကျွန်တော်ဖြစ်လာအောင်သူတို့ဆိုရင်ကျွန်တော်ပြောရပါတော့ကြောင်းနေဆိုတော့တကားပဲများပေါ့အမေလို့ကိုလို့ဆိုရင်အဲ့လိုအမေလို့လို့တော့ပဲညာအဲ့လိုကြောင်းကိုရလည်းပြောအခုလိုဒီဘက်တက်ပြန်ရောက်လာတော့အခုချိန်မှာကျွန်တော်လို့ဆိုကျွန်တော်မဟုတ်နေကိုမျိုးပါကျန်နေခဲ့နောက်ပြီးကျွန်တော်ထိုင်းလည်းမသွားကျင်တော့ဘာလို့ဆိုကျွန်တော်ထိုင်းမှာကျွန်တော်အကူနဲ့ကျွန်တော်အမေလည်းရှိတယ်သူတို့ချစ်ရသူတို့စိတ်တင်တော့ကျွန်တော်ကတော့ဒီတော်ရည်နဲ့မှပဲဆက်နေလို့ကျွန်တော်သုံးပြထားတာကျွန်တော်စကားပြောခွင့်လူရမှာဒီဘက်ကလူပြောတော့သူတို့ပြောရင်ကျွန်တော်တက်တယ်လားသူတို့ခက်ခဲလို့ဒါပေမဲ့ကျွန်တော်စိတ်နဲ့ပြောမှန်လားပြောမယ်လို့ကျွန်တော်ဒီတနက်ကိုတယ်လားကျွန်တော်မခက်ခဲပါဘာလို့ကျွန်တော်ဒီ game မှာကျွန်တော်ကြားတယ်ကျွန်တော်သိကလည်းကျွန်တော်ရှိတဲ့လောက်ပဲကျွန်တော်ယူခဲ့ရပါအဲ့ဒါထက်ရှိနေလဲထက်ယူကြအောင်မလို့အကုန်ယူခဲ့မယ်လို့ကျွန်တော်တွေးလိုက်တယ်ဟိုပြောတော့ဒီကလာကြူတဲ့အကိုကြတော့လေကျွန်တော်သူက KB နာလေးလိုက်တယ်အစားတော့ကျွန်တော်ဘယ်လိုပထမတော့ကျွန်တော်ဟိုနေပြောပါရဲ့အကူရကျွန်တော်ထောက်ခတ်မှုရတယ်ဒါပေမဲ့ကျွန်တော်ကဟိုနေလောက်လိုက်တယ်နည်းနည်းတောက်စိတ်ကရှိသေးရောကျွန်တော်တိတ်မလုပ်ရသေးရောဟိုသူတို့အကူနားတဲ့ကျဲဆောင်ခိုင်းတယ်တော့ဟိုဘက်ကလည်းဒီမှုလေးနည်းနည်းလေးရအောင်ဆိုပြီးကျွန်တော်၄ရက်လောက်ထောက်ခိုင်းတယ်သူတို့က၄ရက်လောက်ကျွန်တော်ဆောင်ပြီးရဲ၄ရက်လောက်ဆောင်နေကျွန်တော်ဟိုကနေပြီးကျွန်တော်
တုံးကြီးစားလေးပြီးကျွန်တော်အဲ့လိုသူကဂိမ်းမိုင်နေတော့ကျွန်တော်အဲ့လိုနည်းနည်းသူကယူတယ်သူတို့မရင်းမိအောင်လို့ကျွန်တော်ယူတယ်အဲ့ပြီးတော့ကျွန်တော်ကြီးတွေဟိုတင်းတွေအီနာကာတွေအပေါ်လုံးကျွန်တော်သွားယူတယ်ယူပြီးကျွန်တော်အမေကိုဒါလေးစီနေတာနောက်ဆုံးရမှာပဲကျွန်တော်လည်းမထူးတော့ဘူးဆိုပြီးကျွန်တော်လည်းထွက်မယ်ဆိုပြီးတော့အကိုရပဲပြောရတော့ကိုကြီးတော့အကိုကြီးရှင်းလိုက်တာတော့တနာရီညတနာရီလောက်ရှင်းလိုက်တယ်အဲ့ကြောင့်သူတို့အိမ်မှာဆိုပြီးကျွန်တော်ရှင်းလိုက်တယ်ရှင်းလိုက်ဒါပေမဲ့သူတို့ကတော့ဖြစ်ကျင်တော့သူတို့ကအနေကဟိုရက်တယ်မူပြီးတော့အဲရုံပေးရက်ပေါ့နော်မနေ့ကဆိုလက်တယ်လို့တင်လင်းလာနေရုံပေးရက်တန်းတော့ပဲရှိတယ်သူတို့တင်လင်းခုနေနေဆိုရုံပေးရက်ဆိုတော့ရက်ဒီပိုင်းကတောက်ပြီးသူတို့အမေမစောရဲအိမ်ကုန်တယ်10နာရီခေါ်17နာရီလောက်ကအမကိုအကူကြီးကျွန်တော်မက်ဆေ့နဲ့ပို့လိုက်တယ်သူတို့ကျွန်တော်မပို့ခိုင်းကျွန်တော်ပဲပို့မယ်လို့ပြောပြီးတော့မက်ဆေ့နဲ့ပို့လိုက်တယ်သူတို့ထောက်ခဲ့တော့ကျွန်တော်လည်းထောက်ခဲ့တော့ကျွန်တော်ဒီနေ့ဖြစ်နေပါနေပြောတယ်သူတို့ကရောက်နေလို့ပြောတယ်အဲကျွန်တော်လည်းကျွန်တော်ရောတနက်ဒီပိုင်းညဒီပိုင်းကိုပုံထုတ်တက်လက်ချင်းဖြည်းဖြည်းချင်းဟိုစိတ်အေးလေးထားပြီးဒီတနက်တွေထုတ်တယ်ထုတ်ပြီးကျွန်တော်တက်လက်ကိုနောက်မှလွယ်တယ်ကြီးကဝေးပြီးတနက်ကိုနောက်မှလွယ်တယ်အဲကျွန်တော်တော်သီးတနက်လေးရတယ်ကြီးကကျွန်တော်သွားလာတဲ့အဆင်ပြေအောင်လို့ဆိုပြီးတော့လက်ကွာနောက်မှလွယ်တယ်တက်လက်နှစ်လက်ကွာဘေးမဲ့လွယ်ပြီးကျွန်တော်ဖုန်းဘာကကန်ပြီးတော့အကူကြီးနဲ့စာပွင့်နေတယ်ကျွန်တော်ဒီလိုပဲအပြင်သွားသလိုပဲကျွန်တော်လည်းဂိတ်တန်းနေရှေ့နေပြီးကျွန်တော်စိတ်အေးလေးနဲ့ထွက်ခဲ့တယ်ဆိုတော့ကတော့ဟိုလေရအောင်ဘယ်မှာကျွန်တော်တုံလို့တာလဲဆိုတော့ကျွန်တော်သူကပြောရဲကျွန်တော်တက်ပြီးဂိတ်ပြီးနားမှာတိုက်ရလုံးရှိရဲကျွမ်းအမြင်ကျွမ်းဟောနေပါဘူးကြောကောချိုင်ပဲကြောကောချိုင်ရှိရဲကြောကောချိုင်နားမှာတိုက်ကြည့်အတိုက်နောက်ကသူကလောဘချင်တော့သူဝင်ခဲ့လို့ကျွန်တော်ပြောတယ်လောဘချင်လေးကြည့်ပဲသူကပြောရတယ်လောဘချင်ဆုံးရင်လည်းကန်ခုတ်ထားတာတွေးလိမ့်မယ်လို့အဲ့ဒါပြောအတနဲ့တာလိုက်တယ်လို့ကျွန်တော်ကတော့ကြောက်ပြီးတော့ဗောနော်အဲ့ချိန်မှာကျွန်တော်ကြောက်တယ်ကျွန်တော်ဖတ်ထွက်တဲ့အချိန်မှာကြောက်ပြီးသွားမှမကြောက်ဘူးကျွန်တော်သူတို့နဲ့မတွေ့မှကျွန်တော်ကြောက်ကျွန်တော်လည်းတောသက်ဘေးနားနေရောဘာချင်တဲ့တောသက်ဘေးနားမှာလမ်းလေးရှိတယ်လမ်းတဲ့ကျွန်တော်လည်းတက်ခဲ့လမ်းလည်းမဆုံးတော့ဒါပေမဲ့သူတို့ကပြောကျွန်တော်ဖုန်းပြီးထိုးခဲ့လို့ပြောကျွန်တော်ဖုန်းပြီးထိုးပြီးသွားကျွန်တော်ရှေ့တော်များဖက်သွားပြင်သူတို့နဲ့မတွေ့ခင်ကျွန်တော်ဒီတက်ရခဲ့ဒီတက်ရပေါ့နော်ဘန်ကငါးပေါ့နော်တင်းတဲ့အကင်းတော့ကျွန်တော်ပြန်ရောက်ခဲ့မယ်အဲ့လိုချိန်ရပြန်ပြီးခဲ့မယ်ဒီအဲ့ဒီချိန်မှာတော့တစ်ပြက်လောက်ပါသူတို့ကတော့တမီနဲ့ကျွန်တော်ရှက်ပြပြီးလာစောင့်နေအဲ့ချိန်မှာသူတို့ကတွေ့ပြီလို့ပြောတဲ့ချိန်မှာကျွန်တော်ပေါ့ကျွန်တော်ရင်ထဲမှာတင်းနေတဲ့လုံကြီးကြာသွားပေါ့အဲ့ချိန်မှာအကူရကျွန်တော်တမီလေးရှက်ပြပြီးလာခေါ်တော့အမေကျွန်တော်လည်းစိတ်အေးရပြီးမှသူတို့တနေ့ဒီပညာသူတို့လည်းကျွန်တော်လွယ်ဘူးလွယ်ဆိုမဲ့ကျွန်တော်လည်းအဲ့ရနေထွက်ခဲ့ကျွန်တော်ဒီတက်ရောက်လာတာတကယ်ကျွန်တော်ပြောပါရဲ့အရင်လည်းဝမ်းတာကျွန်တော်ထုတ်ပြီးတဲ့ကိုကျွန်တော်နဲ့ဆက်သွယ်လို့ပြီးကျွန်တော်ဒီကနေပြီးတော့ဆက်သွယ်ပြီးတဲ့ကျွန်တော်ကိုလည်းကျွန်တော်ကျေးဇူးတင်တယ်သူတို့လည်းဟောနေတော့သူတို့ကျေးဇူးလည်းကျွန်တော်မမေးပါသူတို့လည်းကျေးဇူးတင်တယ်အခုကျွန်တော်ဒီဘက်ကိုလာရတာဘလို့ဒီရောက်မှဒီရောက်ကိုလည်းပြောပါရဲ့ကျွန်တော်ဒီလိုတနေ့ဒီပိုင်းညာရလိုက်ပေါသူပိုင်းညာပေးရတယ်ဒါပေမဲ့ကျွန်တော်အားရလည်းကျွန်တော်မသိဘူးကျွန်တော်အဲ့ရတနေ့ဒီယူလာတော့ဆိုရင်ကျွန်တော်ယူလာတဲ့ပြင်မှမဟုတ်ဒီဘက်မှာရတော့လေအသုံးဝင်တယ်အလက်ကပြောရမှာမဟုတ်ဘူးအဲ့လိုစိတ်နဲ့ကျွန်တော်ကတွေးပြီးကျွန်တော်ယူခဲ့လိုက်တယ်ဒီဘက်ကိုရောက်လာတော့ကျွန်တော်တို့ပြောတယ်ကျွန်တော်အမေတော်ကျွန်တော်ပြောထားတယ်ကျွန်တော်ကြာဂတိတောင်းထားတယ်တခါမှမတောင်းဘူးဒီကျွန်တော်အမေကပြောတယ်ဒီရောနေပါတော့ဒီတက်ထဲကျွန်တော်ကိုရောင်းထွက်ပြီးဒီဘက်ကိုရောင်းသွားမယ်လို့ကျွန်တော်ဂတိတောင်းထားတယ်သူထိုင်မသွားကြတာအမေလည်းထိုင်သွားမကြလေအမေကိုကျွန်တော်အဂတိပေးတာအဂတိလည်းပေးတာတက်ဖြစ်အောင်လုပ်တာလို့ကအခုလိုချိန်မှာကျွန်တော်ဒီဘက်ကိုရောင်းအမေပြောတဲ့အမေတောင်းတဲ့ဂတိတိုင်းကျွန်တော်ဒီဘက်ကိုရောင်းလာခဲ့တော့ဟိုတို့ကျွန်တော်အမေလည်းဝမ်းလာတယ်ကျွန်တော်တမျိုးလုံးလို့ပဲပြောရမှာပဲကျွန်တော်ဆွေမျိုးပိုင်းတော့အကုန်လုံးကလည်းဝမ်းတာတယ်ကျွန်တော်အဲ့အနေတက်မဲ့ရောက်တော့ဆိုသူတို့စိတ်ကြီးရင်းနေရတယ်သူတို့အများနဲ့ပူဝင်နေရတယ်အခုလိုချိန်မှာတော့ကျွန်တော်ဒီဘက်ကိုရောက်လာတော့သူတို့ရန်ဝမ်းတာတယ်ကျွန်တော်အမေလည်းတော်တော်ပြောတယ်အခုသူအမေတော်ပြောတယ်ကျွန်တော်ဒီမဲ့ငါတာသဘောလည်းငါတာနေခြင်းနဲ့ညမှာနေလို့အမေပြောတယ်ထိုင်းလိုက်ရင်လည်းလားထိုင်းမလိုက်ရင်အမေနေခြင်းနဲ့နေလို့ကျွန်တော်ပြောကျွန်တော်စိတ်တော်ကလည်းကျွန်တော်ဒီမဲ့အမေကတော့ပူပြီးဒီမဲ့နေနေကြတာပေါ့ကျွန်တော်လည်းဒီမဲ့နေမယ်လို့ပြောလိုက်တယ်အဲ့ကျွန်တော်လည်းဒီထဲမှာနေရာပြောရတယ်ကျွန်တော်ဝမ်းသာပါကျွန်တော်တက်တိုင်းမှာကျင်နေတဲ့လူတွေကတော့ဟိုပြောချင်တာပါနော်ဒါလည်းကျွန်တော်စိတ်နဲ့ပြောရမယ်ဆိုရင်နော်ကျွန်တော်အစတုန်းကဆိုရင်ကျွန်တော်ဟိုတခုလုံးကိုကျွန်တော်ကြောက်နေတယ်
နောက်မှကိုယ့်ကိုစဉ်းစားပြီးတော့ကျွန်တော်ဘာလို့စိတ်အေးနဲ့လုပ်တယ်ဟိုသူတို့ရဲ့ရည်ရည်ပြီးကြတယ်ဟိုသူတို့စိတ်နဲ့သူတို့စိတ်တွေကိုကျွန်တော်ရောလိုက်တယ်သူတို့စိတ်ရရောပြီးကိုစိတ်အေးနဲ့လုပ်တယ်ဘာမှမလုပ်ကျွန်တော်ဟိုကြောက်စိတ်လည်းမရှိတော့ဘူးကျွန်တော်မယုံနောက်မှကျွန်တော်ပိုင်ပြီးဆိုကမှကျွန်တော်တခါတည်းရှိတဲ့လို့ကျွန်တော်ပြောတယ်အဲ့လိုပဲကျွန်တော်လုပ်သိချင်တာဟိုအနေပါနော်ဒီလိုတကြီးကိုထွက်ကျင်တဲ့ဟာပဲကိုထွက်ကျင်တာပဲတည်ပြီးတော့ဒီလိုတကြီးပြေးတာမျိုးလို့အဲ့လိုဟောနော်ကိုပြေးနေပြေးမဲ့ဆိုရင်လုံးအောင်ပြေးအဲ့တော့လုံးအောင်မပြေးဘဲနဲ့ဟိုနေဟိုနာခုဒီနာခုနာအဲ့လိုဖြစ်ပြီးဘယ်လိုမီးရမျိုးလို့ဆိုရင်အဲ့လိုမျိုးလည်းမဖြစ်သေးပါဘူးကျွန်တော်ဟိုပြေးရောနော်လုံးအောင်ပြေးဆိုလေကျွန်တော်တို့အပြေးပြေးလို့ရတာမဟုတ်ဘူးဒီဘက်ကိုပြေးမှလုံးမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့လိုဆိုတော့ပြေးမှဆိုလေသူတို့ကအမြဲတမ်းတောင်းရင်းနေကြအဲ့ရသူတို့လက်ထဲလုံးမှာမဟုတ်ပါဘူးဟိုထက်တဲ့ကျင်နေကြလို့ပဲဘာလို့ကျွန်တော်ပြောချင်တာဘာလို့စိတ်အေးနဲ့လုံးဖို့ကျွန်တော်ပြောချင်တာမလုံးနဲ့ပေါ့ဗျာစိတ်အေးလေးနဲ့ကိုဘာလို့တင်နေဒါလုံးရင်ဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်တွေးပြီးတို့စဉ်းစားစိတ်အေးနဲ့လုံးဖို့ကျွန်တော်ပြောချင်ဒီဘာပြောချင်လဲဆိုတော့အနေအဓိကတော့ယောက်ျားလေးကိုဟိုကျွန်တော်တို့ယောက်ျားလေးကြတော့ကျွန်တော်တို့ဒီစက်ချစ်ရဲ့အထက်လေးပဲနော်အဲ့လိုလေးပြောဒီလိုကြတော့ကျွန်တော်ဟိုနေသူတို့မိဘရင်နေကျွန်တော်နေပြီကျွန်တော်ဟုတ်နေထွက်အဲ့လိုကျွန်တော်လည်းဘာမလုပ်သေးဘူးဘာလို့ဆိုတော့ဘလို့ကဲရင်တော့မှဟိုအပြင်းနေပါညာသွားတာမျိုးလို့အဲ့လိုဒါမျိုးကျွန်တော်တို့ဘူးလို့ခွေးပြင်မှာခွေးတောင်းညံ့နေရမျိုးလို့ဆောင်ကျင်သေးခြင်းနဲ့ဒီရှိသေးခြင်း